တော့ဖို့မေးနေတာခရီးတိုင်း spare တွေက best spare မှာခြုံဆေးလို့မရပါဘူးဒါပေမဲ့ဒီကောင်ကစောရလွယ်တယ်ဗျ combo က1280ဆိုရင်တစ်ကောင်ပျောက်ပြီ flicker နဲ့တော့ရမယ့် combo တွေကိုဆက်ပြောပြ skill 1 damage ထိချိန် indicator ကို hero ထိအောင်သုံးမထိရင် damage မထွက်ဘူးငါက flicker နောက်ကိုလိုက်မလာဘူးပြီးရင် flicker စခုံတဲ့နေရာကိုပဲပြန်ရောက်တယ်မူလနေရာကိုပြန်မရောက်တော့ဘူးindicator ကိုထိအောင်သုံးပြီးတော့1 flicker 2 3သုံးလိုက်မယ်ဆိုရင်2 3 damage တွေမဟုတ်ဘဲနဲ့ skill 1 damage နဲ့ချက်ပါလာတယ် area ကျွန်တော်တို့က skill 1 damage တွေကိုစိတ်ဝင်စားအောင် flicker နဲ့ surprise ခုံဖမ်းရရင်ပြီးရောဆိုရင်လည်းဘာမှဖြစ်ပါဘူး skill 1 damage တော့ထိမှာမဟုတ်ဘူးဒါပေမဲ့အဝေးရနေ surprise ဖမ်းလို့ရတယ် flicker နဲ့ဆိုရင်ကြောင့်လေကင်းမှာ backline နဲ့ထိဝင်ပြီးတော့ mass ban ကိုဖျက်ပေးလို့ရတယ်ပေါ့ခဒီတာလေကင်းရောက်လေကျန်းနေဖြစ်တာမလို့ကိုမိုလွယ်ဝလဲဘာမှဖြစ်ပါဘူးပထမတစ်ချက်လဲဝရင်ဒူရရှက်ကလာတဲ့ timing ကလည်းတော်တော်ကြီးကိုကျန်းပါတယ်နောက်တစ်မျိုးကကြတော့ edit ငုတ်ပြီးရတယ် flicker ကိုတန်းပြီးတော့ခုံလိုက်တာပါဒီအားကြတော့1 2 damage တွေလောကမပါတော့3 damage တစ်ခုပဲကိုမိုလွယ်ဝတယ်ကိစ္စမရှိဘူးဖြောင်းနဲ့ flicker နဲ့ခုံပြီးတက်လို့ရတယ်ဒါပေမဲ့ဒီအား damage တစ်ချက်ပဲထိပါမလို့တေကာနီးကောင်တွေကိုပဲသုံးလို့ရမယ်နောက်တစ်မျိုးကကြတော့ flicker ခုံပြီးရတယ်တန်းငုတ်တာဒါကိုကြတော့ NL များလို့သိသုံးလို့မရှိဘူးဘလို့ NL များလဲဆိုတော့ဥမာမတော်စကျွန်တော်တို့က flicker ခုံပြီးလို့ edit ကိုမနှိပ်ပြီးလိုက်ရင်ဟိုဘက်က stand နဲ့မိပါပြီတေသွားတတ်တာလို့ပါဒါကြောင့်မလို့သဘောတရားသိမ့်မကွာတဲ့ edit သုံးပြီးရတယ် flicker ခုံတဲ့ကွက်လေးကိုပဲတေချာသုံးတဲ့အောင်လေ့ကျင့်ထားသင့်ပါတယ်